မင်းဖုန်းကိုတနည်းကောင်လက်ကမချနိုင်ပဲဖြစ်နေတာမင်းပြင်းနေလို့မဟုတ်မင်းရဲ့အုံနောက်ကဆုလက်တွေအယုံသွင်းရပြီလမ်းမရောက်နေလို့ပါတစ်တော့ကိုတစ်ချက်ပုတ်လိုက်တိုင်းရင်းတစ်ပွဲနိုင်လိုက်တိုင်းမင်းအုံနောက်ထဲမှာဒိုပါမင်းဆိုတဲ့ရှက်လူရှာမှုပေးရဲ့တိုက်ပစ္စည်းတွေအလုံးကြီးနဲ့ထွက်နေတာဒါကိုအုံနောက်ပြစ်နေပြီလို့ခေါ်တာပါအဓိကအကြောင်းရင်းဒိုပါမင်းဆိုတာပုံမှန်ဆိုရင်ငါတို့တစ်ခုခုအောင်မြင်တဲ့အခါမှာထွက်ရမယ့်အရာဒါပေမဲ့အခုခေတ်မှာတော့ဒီတော့ဗီဒီယိုလေးကြည့်တာကစ Facebook သုံးတာပေါ့ပါဂိမ်းဆိုတာတွေကနေဒီတက်တွေအလွယ်တကူရနေပါပြီ။အုံနောက်ကဒီလိုအလွယ်တကူရရဲ့ပျော်ရွှင်မှုတွေကိုခဏခဏရလာတဲ့အခါတကယ်အလုပ်တွေဖြစ်တဲ့စာဖတ်တာအလုပ်တစ်ခုတင်ယူတာဒါမှမဟုတ်အစီအစဉ်ဆွဲတာမျိုးပြင်ပန်းပြီးအချိန်ပေးရတဲ့အလုပ်တွေကိုမြင့်ဆက်လာတော့တယ်။ဘာလို့လဲဆိုတော့ဒီလုပ်တွေကဒိုပါမင်းချက်ချင်းမပေးနိုင်လို့ပဲ။ဒါကြောင့်မို့လို့မင်းအလုပ်လုပ်ချင်စိတ်ကြီးတော့တာအယောင်ဆိုင်များတာတွေဖြစ်နေရတာပါ။ဖြေရှာခြင်းဒီတော့ငါတို့ဘာလုပ်ကြမလဲ။ခုနောက်ကို reset ပြန်လုပ်ဖို့လိုအပ်ပါတယ်။ဒါကိုလုံးဖာပြီး detox လို့ခေါ်ပါတယ်။ဒီနေ့ကိုအနည်းဆုံး2နာရီလောက်ဖုန်းလုံးဝမကြည့်ပဲနေကြည့်ပါ။အဲ့ဒီချိန်မှာတက်တော့မကြည့်ပါနဲ့။ဂိမ်းမဆော့ပါနဲ့။တချင်းတော့နားထောင်ပါနဲ့။ပြင်းပြင်းနေပါစေ။အဲ့လိုမျိုးပြင်းချင်းကနေတစ်ဆင့်မင်းအုံနောက်ကပုံမှန်အဆင့်ကိုပြန်ရောက်တော့ပါလိမ့်မယ်။အစားပိုင်းမှာတော့ရန်ခက်ခဲပါလိမ့်မယ်။ဒါပေမဲ့ဒီတိုင်းဆက်သွားနေရင်မင်းရဲ့အနာဂတ်ကပုံမြင့်နေပြီနဲ့မှပြတ်ဆုံးသွားပါလိမ့်မယ်။မင်းရဲ့အာရုံစိုက်မှုအကောင်းလာခြင်းလားမင်းရဲ့အကြည့်မှန်းချက်တွေကိုတကယ်အကောင့်ထဲပေါ်ခြင်းလားဒါဆိုရင်ဒီနေ့စပြီးအလွယ်ရတဲ့ပျော်ရွှင်မှုတွေကိုခဏဖြတ်တောက်လိုက်ပါမင်းရဲ့အုံနောက်ကအမိုက်ဖို့မဟုတ်တန်ဖိုးရှိတဲ့အရာတွေအတွက်ပဲသုံးချပါကဲမင်းရောဒီနေ့ဖုန်းကို2နာရီလောက်ပြည့်ထားပြီးမင်းရဲ့အလုပ်ကို detox လုပ်ရလားလုပ်ရဲဆိုရင်စိတ်ကောင်းမှုကိုလက်ခံနေလို့မှတ်ချက်ရေးခဲ့ပါ